ကားတစ်စီးရဲ့ဂီယာဘောက်ပါလို့ပြတ်တယ်လို့ထင်ပါလေတက်တန်ကြလားလို့လားတကယ်တော့အများစုကအဲ့ဒီကြောင်ကြောင်မခေါ်ပါဘူးအဖြစ်များဆုံးအကြောင်းရင်းကတော့လူတော်တော်များများယုံကြည်ထားတဲ့အယူဆမှားတစ်ခုကြောင့်ပါဟုတ်ပါတယ်ကားထိုးလို့သူရဲ့လက်ဆွဲစာအုပ်ကိုယုံကြည်မိရကနေစားပြီးဒေါ်လာထောင်ကြီးကုန်ကြသွားနေတဲ့အမားတစ်ခုကြောင့်အခုပဲအတူတူလေးလိုက်ကြည့်ကြရအောင်ကြားဖူးမှာပေါ့နော် C for life ဆိုတဲ့စကားလုံးဂီယာဘောက်ကိုတလုံးဘာမှလုပ်เสียမလို့ဆိုပြီးကားလက်ဆွဲစာအုပ်တွေမှာရေးထားတတ်ကြတယ်ဒါပေမဲ့ခဏလေးစဉ်းစားကြည့်အောင်အဲ့ဒါတကယ်ဖြစ်နိုင်မှာမလားအမှန်တရားကတော့အဲ့ဒါဟာပိုက်ဆံအများကြီးကုန်စင်မဲ့ထန်တိုင်းပုံပြင်တစ်ခုပါပဲတကယ်ကိုပြုတ်ပြင်ထိန်သိမ်းမှုမလိုတဲ့ဂီယာဘောက်ဆိုတာလောကမှာမရှိပါဘူးအဲ့ဒီဒန်တာကိုယုံကြည်မိခြင်းရဲ့အကျိုးဆက်ကဘာလဲဒီမှာကြည့်လိုက်ပါဒေါ်လာ4500ဒါကဂီယာဘောက်တစ်ခုကိုပြန်ပြင်ရတဲ့ဖြမ်းမြကုန်ကြစိတ်ပါဟုတ်ပါတယ်အဲ့ဒီသက်ထာခံဂီယာဝိုင်းဆိုတဲ့အတွေးတစ်ခုတည်းကြောင့်ဒီလောက်ကြီးတဲ့ငွေပမာဏကိုပေးလိုက်ရတာမျိုးတွေအများကြီးပါပဲဒါဆိုရင်စဉ်းစားစရာဖြစ်လာပြီဘာဖြစ်လို့ကားတချို့ကနှစ်ပေါင်းများစွာအကောင်းတန်ရှိနေပြီတချို့ကားတွေကြတော့တတ်တာမတိုင်ခင်ဂီယာဘောက်ပြတ်သွားရတာလေအဖြေကကန်ဒီယာနဲ့မဆိုင်ပါဘူးအလေးချင်းကောင်းနေနဲ့ပဲဆိုင်ပါတယ်အခုအဲ့ဒီကြီးမားတဲ့ကွာခြားမှုကိုဖြစ်စေတဲ့အဓိကကြတဲ့အချက်တွေကိုတစ်ခုချင်းစီဖော်ထုတ်ကြည့်ကြအောင်ကဲပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကိုအရင်တွားကြည့်အောင်အဲ့ဒါကတော့ဂီယာဝိုင်းပါပဲတကယ်တော့သူ့ကိုဂီယာဘောက်ရဲ့အသက်သွေးကြိုးလို့တောင်တင်စားလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီဂီယာဝိုင်းကောင်းမှာဂျန်တဲ့အရာအလုံးကအဆင်ပြေမှာမလို့ပါပဲဂီယာဝိုင်းဆိုတာ engine wine လိုမျိုးချောစီတတ်ပဲလို့မထင်လိုက်ပါနဲ့သူမှအရေးကြီးတဲ့တာဝန်၃ခုကိုတပြိုင်တည်းလှုပ်ဆောင်နေရတာပါတစ်ခုကလှုပ်ရှားနေတဲ့အစိပ်ပိုင်းတွေကိုချောမွေ့အောင်ချောစီပေးတယ်နောက်တစ်ခုကအပူချင်းအယမ်းမတက်အောင်အေးပေးတယ်ပြီးတော့အရေးကြီးဆုံးက hydraulic ဖိအားနဲ့ engine ကလာတဲ့အားကိုဘီးစီကူးပြောင်းပေးတာပါအလူတွေတော်တော်များတယ်နော်ကဲဂီယာဝိုင်းရဲ့ကျမ်းမာရေးကိုမျက်စိနဲ့ဘယ်လိုစစ်မလဲဒီမဲ့ကြည့်လိုက်ပါဘယ်ဘက်ကဟာကကောင်းနေတဲ့ဂီယာဝိုင်းမှာကြည်လင်တဲ့နီအောင်ဒါမှမဟုတ်ပန်းရောင်လေးနဲ့အနက်လည်းမဆိုးဒါပေမဲ့ညာဘက်ကပုံတွေကိုကြည့်လိုက်ပါဦးအယောင်ကညူမဲပြီးတူးနိုင်ရနေပြီဆိုရင်ဒါမှမဟုတ်ပိုဆိုးတာကနိုးရောင်လိုအမြုပ်တွေထဲနေပြီဆိုရင်တော့တတိထားအတွင်းပိုင်းမှာပြဿနာကြီးကြီးမားမားတခုရှိနေပြီဆိုတဲ့လက္ခဏာပါပဲဒီစကားကတော်တော်လေးကိုထိမိတယ်ဂီယာချော်မှဂီယာဝိုင်းလဲမယ်ဆိုတာရင်ပအောင်မှအစားတောက်ဆင်ကျင်မယ်ဆိုတာနဲ့အတူတူပါပဲအရန်နောက်ကျတော့ပါပြီတကယ်မှပါတယ်ပြဿနာလက္ခဏာတွေစပြလာပြီဆိုကြတဲ့ကအတွင်းပိုင်းမှာပျက်စီးမှုတွေကဖြစ်နေပါပြီဒါကြောင့်ကျူတင်ကားကွယ်တာကအကောင်းဆုံးပါပဲဂီယာဝိုင်းလဲမယ်ဆိုရင်ဘယ်ရောအမျိုးအစားကိုရွေးမလဲဒီမှာအရေးကြီးတဲ့အချက်တစ်ခုရှိတယ်ကားထုံးလုပ်သူကတတ်မှတ်ပေးထားတဲ့ OEM ဂီယာဝိုင်းနဲ့ဈေးဝယ်ထက်မှာအလွယ်တကူရတဲ့ Universal ဆိုတဲ့ဘဲကားမဆိုထုံးလို့ရတယ်ဆိုတဲ့ဂီယာဝိုင်းဘာကွာတယ် OEM ကကိုကားရဲ့ဂီယာဘောက်တွေက clutch ပစ္စည်းတွေနဲ့ဓာတ်တို့ပေးတာနီးရရာတထဲတဲကြအောင်ဖော်ဆက်ထားတာပါ Universal ဆိုတာကအားလုံးနဲ့အစီအပြေအောင်လုပ်ထားတဲ့အလဲအလတ် formula ပဲရေတို့မှာပြဿနာမရှိတော့ဘဲမဲ့ရေချင်းမှာတော့ဂီယာကျန်းတာချိုတာတွေဖြစ်ပြီးနောက်ဆုံးတော့ဒေါ်လာထောင်ကြီးကုန်မဲ့ပြဿနာကြီးစီကိုဦးတည်သွားနိုင်ပါတယ်ဒါကြောင့်အလောင်းစားမလုပ်တာအကောင်းဆုံးပါပဲကဲဂီယာဝိုင်းအကြောင်းပြောပြီးပြီဆိုတော့နောက်တစ်ဆင့်တက်ပြီးတခြားဖုံးကွယ်နေတဲ့အန်ရတွေအကြောင်းပြောကြည့်အောင်တချို့ကားပိုင်ရှင်တွေတတိတောင်မထမိပဲကိုကာဂီယာဘောက်ကိုတိတ်တဆိဖြစ်စီးနေတဲ့ hidden killers တွေပေါ့ဒီနာမည်ကိုကြားလိုက်တာနဲ့တော်တော်လေးထိတ်လန့်စရာကောင်းမှန်းသိတာပါတယ်The Main Demand Strawberry Milkshakeဒါကဘာပြောတာလဲဆိုတော့ engine အေးခန့်ရင် coolant က gear wine တွေကိုရိုးစင်ဝင်သွားတဲ့အခြေအနေကိုပြောတာပါကားတော်တော်များများက gear box အေးခန့်စင်ကရေတန်းကြီး radiator ထဲမှာပဲရှိနေရဆိုတော့ရေတန်းကြီးခေါင်းကနေ coolant ဒီစိတ်ဝင်လာပြီးပန်းရောင်အမြုပ်ထက်နေတဲ့အယောနှောကြီးဖတ်သွားရောအဲ့ဒီယောက gear box အတွင်းပိုင်းကိုချက်ချင်းဖြစ်စီးပစ်နိုင်ပါတယ်ဘလောက်တောင်ဆူရသွားနိုင်လဲဆိုတာဒီစကားကိုကြည်တာနဲ့သိနိုင်ပါတယ်အဲ့ဒီပန်းရောင်ရောနှောကဂီယာဘောက်ထဲကကလပ်ပြားတွေကိုချက်ချင်းဖြတ်စီပစ်ပြီးရှင်စီးလို့ပျော့ခွေသွားစေတဲ့စဉ်းစားကြည့်ရုံနဲ့ကြောက်စရာကြီးနော်ကဲဒါဆိုရင်ဘလူးကားကွယ်မလဲရွေးချယ်စရာနှစ်ခုရှိတယ်တစ်ခုကဒေါ်လာ400လောက်ပဲကုန်မဲ့ smack ကြတဲ့အဖြေရှင်တွေဆိုလိုတာကရေတိုင်းကြီးကိုတက်တိုင်းမကုန်ခင်ဥပမာ10နှစ်ဒါမှမဟုတ်မိုင်တတိုင်းမှာကျူတင်လဲလိုက်တာနောက်တစ်ခုကတော့ပြတ်မှပြင်မယ်ဆိုတဲ့စိုးရတဲ့ရွေးချယ်မှုအဲ့ဒီကားကြရင်တော့ဒေါ်လာ9000ကျော်တန်ဖိုးရှိတဲ့ဂီယာဘောက်ရောအိတ်ခန့်စနစ်တစ်ခုလုံးရောလဲရမှာပါရွေးချယ်ရတာတိတ်မခက်တော့ပါဘူးနော်နောက်ထပ်တိတ်တိတ်လေးနဲ့အန်တရက်ပေးနိုင်တဲ့အရာတစ်ခုကိုကြည့်ရအောင်ဒီမှာပြထားတဲ့ကိန်းကနန်းကိုကြည့်လိုက်ပါဒေါ်လာ10ပဲရှိရယ်ဒေါ်လာ15ဆိုတာကဂီယာဘောက်ပေါ်ကတေးသေးလေးဖြစ်တဲ့လေရှူပေါက် breather fan ရဲ့တန်ဖိုးပါ
သူနီးတီကအတွင်းပိုင်းက PR တွေကိုထင်းကြီးပေးထိုးပဲဒါပေမဲ့အဲ့ဒီ$15တန်အပေါလီပေးသွားတဲ့အခါဘာဖြစ်သွားလဲအထက်မှာ PR တွေများပြီးဒီမှာပြတ်ထားတဲ့$200ကျော်တန်တဲ့ CC တွေကိုဖောက်ထုတ်ပြလိုက်ရောကုန်ကြစီကွာချက်ချက်ကအတော်လေးကိုကြီးမားပါတယ် ကောင်းပြီအကြီးကြီးတွေပြောပြီးပြီဆိုတော့အခုနေ့စဉ်ဘဝမှာလူရတဲ့အားသိပ်မဆိုင်ရပဲပတ်စံအများကြီးချွေတာပေးနိုင်တဲ့ Ution နဲ့အလေးချင်းလေးတွေပဲကိုလေကြည့်ကြရအောင်ဒါတွေကနေတိုင်းကားမောင်းတာခါရတာနဲ့ပတ်သက်နေပါတယ် ဥပမာတောင်ဆောင်မှာကားရက်တဲ့အခါဘလို့ရက်လိရှိပါတယ်လေအများစုကဂီယာကိုဖီတက်ထည့်ပြီးမှလက်ဘရိတ်ဆွဲကြတယ်အဲ့ဒါမားပါတယ်အမှန်ကနံပါတ်1ကားကိုလုံးဝရက်လိုက်ပါနံပါတ်2လက်ဘရိတ်ကိုအရင်ဆုံးမြန်းနေအောင်ဆွဲပါပြီးတော့နံပါတ်3အဲ့ဒီနောက်မှာဂီယာကိုပါတ်ထဲကိုထည့်ပါဘာလို့လဲဒီလိုလှုပ်ခြင်းအပြင်ကားရဲ့အလေးချိန်တစ်ခုလုံးကပါကင်ပေါက်လို့ခေါ်တဲ့ဂီယာပေါက်တွေကတန်ချောင်းလေးတစ်ခုပေါ်ကိုသွားမကြတော့ဘူးဒီအလေးအကျဉ်းလေးတစ်ခုတည်းနဲ့$1000ဝါလိုက်ဂျော်ဒန်နဲ့ပြုပြင်စိတ်ကိုကာကွယ်ပြီးသားဖြစ်သွားပါပြီ နောက်တစ်ခု gear wine စစ်တာလွယ်တယ်လို့ထင်ရပေမဲ့တော်များများမားလုံးမိတတ်တဲ့အချက်တည်ရှိတယ်အဲ့ဒီအမားတေးသေးလေးတွေကနေပြဿနာအကြီးကြီးတွေထိလက်နိုင်ပါတယ် Gear wine ကိုမှန်မှန်ကန်ကန်စစ်ဖို့ဆိုရင်ဒီစီးမြင့်လေးကိုလိုက်နိုင်ဖို့လိုပါတယ်အင်ဂျင်ကိုနှိုးထားပြီးအဖူချိန်ရနေရမယ်ကားကလုံးဝညီညာတဲ့မြေပြင်ပေါ်မှာရှိနေရမယ်ပြီးတော့ကားလာဆွဲစာကိုတိကျဖတ်ရမယ်တချို့ကားတွေကပတ်မှာထားစေရပြီးတချို့က new check မှာထားစေရတယ်ဘာလို့ဒီလောက်တိကျဖို့လိုလဲဆိုတော့အတိုင်းအတာမှာသားရင်စီအများများသွားတာကောင်းမွန်နန်းထော်တာတွေဖြစ်နေတယ်နှစ်ခုလုံးက gear ပေါက်တဲ့အန်တယ်ရှိပါတယ် Okay အခုနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့အခုထိပြောခဲ့တဲ့အချက်အလုံးကိုပေါင်းပြီးတာမန်ကားပိုင်ရှင်တယောက်ကနေကိုကားကိုစနစ်တကျစီမံခန့်ခွဲတဲ့ပိုင်ရှင်တယောက်ဖြစ်လာစီမယ် master plan ကိုဆွေးနွေးတော့ပါမယ် transmission adaptation ဆိုတာကြားဖို့ပါလားဒါကကားကွန်ပျူတာကနေကားမောင်းတဲ့ပုံစံကိုလေ့လာပြီး gear ပြောင်းတဲ့ PR တွေကိုသူ့လိုချင်းကြီးပြတဲ့စနစ်ပါအရေးကြီးတာက gear wire လဲတာလိုမျိုးဖြူပြင်းမှုတွေလုပ်ပြီးတိုင်းမှာအဲ့ဒီကွန်ပျူတာရဲ့မညံကို reset ပြန်ချပေးဖို့လိုပါတယ်အဲ့ဒါကိုမလုပ်ရင် gear ဘောက်အဖက်က setting အဟောင်းနဲ့အလုပ်လုပ်နေတယ်လို့ဖြစ်ပြီး gear ပြောင်းလာတွေကြမ်းတမ်းလာနိုင်ပါတယ်ဒီစင်လဲအပိတ်ဆက်မကုန်ပေမဲ့အရန်ရေးကြည့်ပါတယ် ပြီးတော့အားလုံးထဲမှာအစွမ်းထက်ဆုံးဖြစ်နိုင်တဲ့အလေးချက်တစ်ခုကတော့ဝန်ဆောင်မှတ်တမ်းစာအုပ်ဒါမှမဟုတ် app တစ်ခုခုကိုသုံးပြီးမှတ်တမ်းထားစီတာပါပဲဘာမှအများကြီးလုပ်ဆရာမလိုပါဘူး gear wine ဘယ်နဲ့လဲတယ်ဘလောက်မိုင်းမလဲတယ် fader တွေဘဒုံကလဲတယ်အဲ့ဒီလိုတေးသေးမမွားလေးတွေမှထားရုံပါပဲဒါကကိုကားရဲ့ကျမ်းမာရေးကိုခြေအခါနိုင်တယ်လို့ပြန်ရောင်းတဲ့ခါမှာလည်းတန်ဖိုးအများကြီးတက်စေပါတယ် ဘယ်လောက်တန်ဖို့တက်စီလဲဆိုတော့ဒီမှာကြည့်လိုက်ပါ$1000ဒါကပြူးပြထိန်ထိန်မှုမှတန်းအပြည့်စုံရှိတဲ့ကားတစ်စီးအတွက်ဝယ်သူတွေကပုံမှန်ပေါက်ဈေးထက်အဖို့ပေးဖို့ဝယ်မလေးတဲ့ပြန်မြောက်ဝေပမာဏပါဆိုတော့အဲ့ဒီမှတန်းစာအုပ်လေးကတကယ့်ကိုတန်ဖိုးရှိတယ်ဆိုတာရှင်းပါတယ် နောက်ဆုံးမှာတော့ဒီစကားလေးနဲ့အဆုံးသတ်ချင်ပါတယ်ကြာရှည်ခံတဲ့ကားတွေဆိုတာကံကောင်းလို့မဟုတ်ပါဘူးဂရုစိုက်ခံရတဲ့ကားတွေဖြစ်လို့ပါဒါအားလုံးရဲ့အနှစ်ချုပ်ပါပဲ ဒါကြောင့်အစပိုင်းကမေခွန်းကိုပြန်သွားကြည့်အောင်ကြာရှည်ခံတဲ့ကားတွေကကံကောင်းတာလားဒါမှမဟုတ်စနစ်တကျစီမံခန့်ခွဲခံရတာလားအခုထိဆွေးနွေးခဲ့တာတွေကိုကြည့်ရင်အဖြေကတစ်ခုတည်းပဲရှိတယ်ဆိုတာတော်တော်လေးရှင်းလင်းနေလောက်ပါပြီ